အားလုံးပဲမင်္ဂလာပါရှင် Top Su Korea သင်တန်းကျောင်းမှာကြိုဆိုပါရစေ။ဒီနေ့ဒီချက်ကတော့ Eurobono အတွက်3-1 ရဲ့ E ကွာ E ဟန်ကျတော့အခန်းလေးရဲ့အပိုင်းနှစ်လေးကိုပြပြပေးသွားမှာပါနော်။ကျတော့ခေါင်းစဉ်လေးရဆက်လိုက်ရအောင်။ခေါင်းစဉ်ကကြတော့ 짧게 잘라주세요 လို့သူကပြောထားပါတယ်နော်။ကျတော့ 짧다 ဆိုတာကြတော့တိုးသည်ဆိုတဲ့အဓိပ္ပာယ်။အဲ့တော့ 짧게 ဆိုလို့ရှိရင်တိုးတိုးလေးတဲ့ 잘라주세요 ညှက်ပေးပါဆိုတဲ့အဓိပ္ပာယ်ပါနော်။အဲ့တော့တိုးတိုးလေးညှက်ပေးပါအဲ့ဆိုရင်ဒီချက်ပါတဲ့ဝါပေးရအော်ဝီလေးကိုစကြည့်ရအောင်ပထမဆုံးအော်ဝီလေးကကြတော့ up modi ဆိုတော့ modi ကကြတော့စပင်ကိုပြောတာပါ up ကအရှိအဲ့တော့ up modi ဆိုရင်ဒါကရှေ့စပင်ဒီချက်ဆက်မိတ်လေးလေးရှေ့မှာထားတဲ့စပင်ကို up modi လို့ခေါ်မယ်နော်နောက်ကြည့်ရတာကျတော့ကြည့်ရတာကကြတော့သူကစူးသည်ဆိုတဲ့အထိပ္ပယ်ကျတော့စူးတာမှာသူကမျက်စိစူးသည်ကိုသုံးတာဥမာဖြစ်ရောဘယ်လိုရှေ့စပင်ထားတဲ့သူလေးဆိုရင်တခါလေရှေ့စပင်လေးတွေကမျက်လုံးထဲဝင်သွားလို့ရှိရင်စူးတာပေါ့နော်အဲ့ဒါမျိုးကိုကျတော့ကြည့်ရတာနဲ့သုံးပါတယ်မျက်စိစူးသည်နောက် 염색 ကျတော့ 염색 ဆိုတာကြတော့အယောင်ဆိုးခြင်းဆိုတဲ့အဓိပ္ပာယ်ပါ 염색 စပင်အယောင်ဆိုးတာနောက် 찍다 ကျတော့ဒီ 찍다 ကြတော့နတ်မောင်သည်ဆိုတဲ့အဓိပ္ပာယ်เนาะကျတော့ပြောရရင်စပင်အယောင်နက်ကလေးတွေအဲ့လိုမျိုးအရင်ရင်လေးတွေကိုကျတော့ 찍다 နဲ့သုံးမယ်เนาะပြီးတော့ 갈색 ကျတော့ 갈색 ကကြတော့အညိုရောင်ပြောတာပါဒါကြတော့ဒေဝဘေးကအော်ဝီလေးเนาะကျတော့ 앞머리 ရှေ့စပင်ရဲ့ 찌르다 စူသည်ရဲ့ 염색 အယောင်ဆိုးခြင်း 찍다 နတ်မောင်သည်နဲ့ 갈색 အညိုရောင်အဲ့ဆိုရင်ကျွန်တော်အော်ဝီအကြည့်ကိုသွားရအောင်သွားကြတော့ဗာလေးလေဆိုတာအကြည့်ကြည့်မယ်နော်ပထမဆုံးတစ်ခါကြတော့ 염색하다 ကျွန်တော် 염색 ကခုနပါတဲ့အယောင်ဆိုးသည်တွဲနောက်မှာကျွန်တော် 하다 လုတ်တီလေးကိုတွဲလိုက်တဲ့အခါမှာကျွန်တော် 염색하다 ဆိုရင်ဒါအယောင်ဆိုးသည်ဆိုပြီးတော့ verb လေးဖြစ်သွားပါနော် 염색하다 အယောင်ဆိုးသည်နောက် dry cleaning 하다 ကျွန်တော် dry cleaning ဆိုတာကြတော့ dry clean ကျွန်တော်အချောက်လျှော်ခြင်းအနောက်က 하다 လုတ်တီပေါင်းလိုက်တော့ကျွန်တော် dry cleaning 하다အချောက်လျှော်သည်ဆိုပြီးတော့ဖြစ်သွားတယ်ကျွန်တော်ရေမသုံးမဲနဲ့လျှော်တာမျိုးပြောတာနော်နောက် 다림질을 하다 ကျွန်တော် 다림질을 하다 ကြတော့မီးဘူးတိုက်သည်နောက်တစ်လုံး 머리를 다듬다 ကျွန်တော် 머리 ကကြတော့စပင် 다듬다 ဆိုတာကြတော့တိလိုက်တာပါလိုက်တာလေးတွေကိုပြောတာပါအဲ့တော့ 머리를 다듬다 ဆိုရင်စပင်ကိုတိသည်စပင်ကိုပါသည်ဆိုတဲ့အဓိပ္ပာယ်လေးဖြစ်သွားပါလိမ့်မယ်နော်ပြီးရင် 굽을 갈다 ကျွန်တော် 굽 ကကြတော့သူကဖနက်ရဲ့ခွာတွေကိုပြောတာကျုံမှာဖြစ်ကျုံထောက်တို့ဘာလို့လေဖနက်ရဲ့အနောက်မှာရှိရဟာကိုဆိုတာ group လို့ခေါ်တယ်အနောက်ကခါရတာကြတော့လဲတီဆိုရဲအဓိပ္ပာယ်ရောဘယ်လိုကြားဘူးလိမ့်မယ်ခါရာဣတာတို့ခါရာရှင်းတာတို့ကျုံလဲစီတာတို့ပြောင်းစီတာတို့လေနဲ့အဲ့ဒီကခါရတာပါနော်လဲတီအဲ့တော့ခုဘခါရတာဆိုရင်ဒါဖနက်ရဲ့ခွာကိုလဲတီဆိုပြီးတော့ဖြစ်သွားတယ်နော်ခုဘခါရတာဖနက်ခွာလဲတီနောက်ဖာမာရဟာတာကျတော့ဖာမာရဟာတာဆိုတာကစပင်ကောက်တီဆိုတဲ့အဓိပ္ပာယ်ပါเนาะရောကျတော့စပင်ကောက်တာကိုဖာမာရဟာတာနဲ့သုံးပါတယ်အဲ့ဆိုရင်ကျတော့အော်ဝီလေးကဒါလေးပါပဲเนาะအဲ့တော့ဘုံတို့အော်ဝီတည်သွားပြီဆိုရင်ဒီကျတော့အဲ့ဒီအော်ဝီရဲ့ယောင်စလေ့ကျင့်ခန်းလေးကိုလုပ်ကြည့်ကြမယ်เนาะ네, 또 발로 가인래서 보기에서 알맞은 어휘를 골라. 저 우바마가 니비러 만간의 어휘리를 오시바 적당한 곳에 쓰십시오. 뜬더메니아리마 대바. အဲ့တော့ဒီမှာဘူဂီမှာဆိုရင်ဘာလေးပါလဲဆို염색하다စပင်ဆေးဆိုတယ် dry cleaning 하다အချောက်လျှော်တယ် dry cleaning လုပ်တယ် 다듬질을 하다 မီးဘူးတိုက်တယ် 머리를 다듬다 စပင်တီးတယ် 굽을 갈다 ဖနက်ခွာလဲတယ် 파마를 하다 စပင်ကောက်တယ်ဆိုတဲ့ဟာလေးပါပါတယ်အဲ့တော့ဒီမှာကျတော့နေရာ၃ခုအလဲအဖြူဝိုင်းလေးနော်ပထမနေရာကျတော့세탁소ကျွန်တော်세탁소ဆိုတာပင်မင်းဆိုင်အဝတ်လျှော်ဆိုင်အောင်ပြောတာနော်နောက်구두반ကျွန်တော်구두반ဆိုတာကြတော့ဖနက်ဆိုင်ကျွန်တော်ဖနက်ဆိုင်မှာမှလေဖနက်ပြင်ဆိုင်အဲ့လိုပုံစံမျိုးเนาะဖနက်ပြင်တာခွာလဲတာဖနက်တိုက်တာအဲ့လိုဟာမျိုးတွေလုပ်ပေးတဲ့နေရာเนาะနောက်미용실ကကြတော့အလှပြင်ဆိုင်အဲ့တော့သူတို့နဲ့သက်ဆိုင်တဲ့ဟာတွေထဲမှာပထမဆုံးပင်မင်းဆိုင်ဆိုရင်သူကဥပမာဘာပြလဲဆိုတော့옷을 줄이다ကျွန်တော်옷ကကြတော့အဝတ်အစား 줄이다ဆိုတာကြတော့ယော့တာဒါပေမဲ့အဝတ်အစားကယော့သွားတယ်ဆိုတော့ဒါအဝတ်အစားကိုခြုံလိုက်တာအဲ့လိုမျိုးစိုက်တော့အောင်လုပ်တာပေါ့နော်အဲ့ဒါမျိုးကိုကျွန်တော်သုံးထားတာပါအဲ့ဒါဆိုရင်ကျွန်တော်ဒီပင်မင်းဆိုင်မှာအဲ့ဒါအပြင်ဘာလုပ်လို့ရသေးလဲကျွန်တော်ကြည့်လိုက်ရင်
드라이 클리닝 하다 다보 저 어워 차우셔로 야래 비로 발로 비딜래서 다듬지를 하다 미불에 달로 야바디에 너 나 구두 판나 사이마자로 또 구두를 탁다 구두가 판나 탁다가 따이대 에로 판나 따이비래 라비 저 판나 사이마 발로 야옴래 구불 가이다 판나 콰레라래 로로 야래 너 Now 美容师အလှပြင်ဆိုင်မှာကြတော့မော်ဒီတဲ့ဟာတာစပင်လုပ်တည်ပါတယ်အဲ့ဆိုရင်စပင်နဲ့ပတ်သက်ပြီးဘာတွေပါသေးလဲဆိုတော့နဲ့မော်ဒီတဲ့ဒါတင်တာစပင်ကိုတီတာမျိုးရတယ်အဲ့ဒါအပြင်ဖာမာတဲ့ဟာတာစပင်ကောက်လို့လည်းရတယ်လို့ရောင်ဆက်ခါတာစပင်ရောင်ဆိုးလို့လည်းရပါသေးတယ်နော်အဲ့တော့ဒါကြတော့ဒီကျတော့တို့သက်ဆိုင်တဲ့နေရာလေးနဲ့သက်ဆိုင်တဲ့ဟာလေးတွေကိုထည့်ပေးလိုက်တာပါ네, 달래야비 소인 저 나르고 따지면어. 다 보기에서 알맞은 어휘를 골라 우마가니 만간의 워하라리를 주의 빈칸에 쓰십시오. 꼴라테마 12봐. 네, 이거 제가 지야오. 너 이마 프타마송 보기리야 자르다. 저 자르다 소라자로 ညက်တီ ဆိုတဲ့ပဲเนาะစပင်ညက်တာပဲသုံးလို့ရတယ်။နောက်ဖြောတာဆိုတာကကြတော့ဖြောင်းတီ말리다 저로 말리다가 차우디 차우칸디 로 저로 동마봐 나 미용실 라구나레 바레 알라빈사 미용사 저 미용사 저 알라팬니신ပြောချင်တာ 저 알라빈ပေးတဲ့သူတွေစပင်လုပ်ပေးတဲ့သူတွေကိုကျွန်တော်ပြောချင်တာเนาะ 미용사နောက်ဒရိုင်းရကြတော့6တာကိုပြောတာကျွန်တော်ဒရိုင်းကလေးနင်ကအဲ့ဒီကလာမှာเนาะ네, 아주인 채널 두 사바이 파지야. 미선 씨는 오늘 친구와 같이 빈칸에 갔다. 저 미선 씨는 미선 씨가 너래. 오늘 뒤에 친구와 같이 땅에지네 애두두 빈칸에 갔다. 꼴라고 도와해봐래. 머리 색깔과 모양을 바꾸고 싶어서였다. 머리 색깔 스빈 야오네 모양 봉산 알아리고 바꾸고 싶어서였다. ပြောင်းလဲခြင်းလို့ဖြစ်ပါတယ်။အဲဆိုရင်စပင်းအရောင်ချင်းခြင်းနဲ့စပင်းပုံပြောင်းခြင်းနဲ့ဒီချက်ကိုဖယ်သွားမှာလဲဆိုတော့네, 미용실에 갔다. 알라빈 사인 또 하마노. 네, 그래도 사별에 미선 씨가 하러 긴 머리를 제로 긴 가자로 또 길다 시리알라노. 그래서 긴 머리 소다 서빈씨로 표라이다. 그래서 서빈씨고 짧게 로아로 빈칸 염색도 했다. 꼴라비로 염색이 제로 서빈씨 소라라고래 했다. 이렇게 말해. 그래서 제로 쪼쪼리 피앙 발로လိုက်မှာလဲဆိုတော့စပင်အရှိဦးတို့ကညက်ပြလိုက်မယ်အဲ့တော့ခြားတွေကိုညက်ပြီးတော့ဆေးလဲဆိုခဲ့တယ်미선씨 친구는 미선의 땅에 징하러 원래 곱슬머리여서 저 원래 수라가 아잉가래가 루뼈라 봐노 그래서 아잉가래가 곱슬머리 저 아세빈 아까울리 봐 그래서 세빈 아까울리 필요해 자 머리를 세빈고 빈칸은 스트레이트 파마를 했다 꼴라데 스트레이트 파마고 로케 바래 저 스트레이트 파마 수라자로 평 나오뼈အဲ့တော့ဖြောင်းဖြောင်းလေးဖြစ်သွားအောင်စပင်ကိုဖာလို့6ရမှာပေါ့နော်။နေအဲ့အတွက်ကြောင့်ကျွန်တော်ဖြောင်းနေလို့ထည့်လိုက်ပါမယ်နော်။သူရဲ့စပင်အကောင့်လေးကိုဖြောက်တဲ့ straight ဖာမာကိုလုပ်ခဲ့တယ်စပင်ဖြောက်တာမျိုးကိုလုပ်ခဲ့တယ်။မာကြီးမာကတော့နောက်ဆုံးအနေနဲ့빈칸이가 미선 씨와 미선 씨 친구 머리를 꼴라가 미선의 미선 등의 진의 세빙고 예쁘게 빈칸 해주었다. 라바앙 꼴라 로비 개발해. 에러 여러분 부두가 로비 말해. 저리 마세빈 로비 매두에 로비 야마워너. 에러 디저로 테라이로 시엔 바테암레 소로. 미용사 소브라 태야 봐면 너အဲ့တော့စပင်လုပ်ပေးတဲ့သူက미선နဲ့미선တငယ်ချင်းရဲ့စပင်ကိုလှလှလေးဖြစ်သွားအောင်နောက်ဆုံးဒီလိုစပင်ညက်မယ်ဆေးဆိုးမယ်လျှော်ထားမယ်ဘာပြလုပ်မလဲကျွန်တော်အချောက်ခံပေးရမယ်ပြောချင်တာလေမှုတ်ပေးရရနော်စပင်ပုံပြန်သွင်းတာပေါ့အဲ့တော့드라이를 해주었다စပင်လေမှုတ်တာလုပ်ပေးခဲ့တယ်두 사람은ဒီနှစ်ယောက်ကတော့모두 달라진 모습에အားလုံးကွာခြားသွားတဲ့ပုံစံမှာကျွန်တော် 모습ကပုံစံနော်ပုံစံမှာ만족했다စိတ်ကျေနပ်ခဲ့ပါတယ်ကျွန်တော်만족하다ဆိုတာစိတ်ကျေနပ်သည်အဲ့တော့သူတို့နှစ်ယောက်ကသွားတဲ့ပုံစံမတူအောင်ပြောင်းပြစ်နေတယ်အဲ့တော့ဆေးဆိုးတာစပင်ညက်တာစပင်ဖြောက်တာအားလုံးလုပ်ပြီးတော့သူတို့ကွာခြားသွားတဲ့ပုံစံကိုကျေနပ်ပြီးတော့သူတို့ပြန်လာခဲ့တာပါဒါလေးကကြတော့တချို့တို့သူရဲ့ OB လေးပါနော်အဲ့တော့ဘုံတို့ OB ရုံစပ်လဲရမယ်ထင်ပါတယ်အဲ့ဒါရရင်တချို့တို့ဆက်သွားမှာက moon bob လေးကိုကျွန်တော်ဆက်သွားကြပါမယ်နော်
네, 에러 저희 카마자로 바몬벌리 살에서 거든요 몬벌리 사봐요, 여러분. 네, 저 거든요 가자로 도와 파비에 나오가니 라이바우나봐. 저희 마리 뱀이 이타비바우 다음에 도와 블루레이 뱀물레서 저라테 소리에 대벨리 네베 저 동비냐봐요. 다 사장 법무디비로 변비마봐. 에러 디냐 뱀마 동하면 레소인 도와 시사장ဒါမဟုတ်ရင်သူများရဲ့မိခွန်းနဲ့ပတ်သက်ပြီးတော့တဲ့ဟိုကအကြံပြန်ပေးတဲ့အခါမှာဒါမှမဟုတ်အကြောင်းရင်းတစ်ခုခုပြတဲ့အခါမျိုးမှာသုံးတဲ့ပုံစံမျိုးပဲဖြစ်ပါတယ်တဲ့ကျွန်တော်ဒီတိုင်းပဲလိုက်ခဲ့အောင်မယ်နော်။ဘာချင်းချမ်းမှာတော့မရှိပါဘူး။အဲ့တော့예를 들어 우마 지지면 왜 남자친구랑 헤어졌어요? 저로 왜 바자면 남자친구랑 가운이네 헤어졌어요? 난쾌게라래 다소인 다두미아의 미고 알아오 디셔와 아장이 변변해 성격이 너무 안 맞았거든요. 저 성격 소라가 진세야. 진세야가 너무 양고 안 맞았거든요. 저 맞다 소라 만간에 다음에 말어 저라 까이니래 소리 하네 동매 저리 맞았다 소 까이니래 거든요네 바우네 다음에 안 되라래 에러 진세야가 양고 막까이니로 와 변나 lonwa အစင်မပြေတာမို့လို့သူလန့်ခွဲခဲ့တာဟောဒါဆိုရင်သူများရဲ့မိကွန်းနဲ့ပတ်သက်ပြီးတော့ဒီချက်ကအကြောင်းရင်းကိုပြလိုက်တဲ့ပုံစံမျိုးသုံးထားတာเนาะဒီမှာဇာတာဆိုရဲ verb ရဲ့နောက်လေးမှာခေါ်တဲ့ညို့သုံးတယ်ဆိုတော့စာကြောင်းပေါ်မှုဒီတော့မကိုက်ညီလို့ပါမကိုက်ညီလို့အဲ့လိုမျိုးလေးဆရာအထိပ်ပဲပြန်လိုက်ပါတယ်เนาะ네, 아소이 저우리마 몸보 설명 사상을 지하암. 그마우서 따뜻한 옷을 많이 가지고 가세요. 저 따뜻한 뇌퇴대 옷을 입고 많이 가지고 암야지 슈비러 가세요. 놔봐. 거긴 많이 춥거든요. 거긴 애리가 많이 암야지 춥거든요. 이래. 어디마소인 디체와 시사장아 또아 어디 냐유 카이네. 바필로레 디체로 장이요 나오마 변변해노. 애리야 아예 이로 애로 저 춥다리요 거든요 리네 빠라이다 바베. 나 그 가게에는 애리 살마가로 손님이 없어요. 애들 메시바부. 비싸거든요. 세질로 봐. 다소나이 다음에 저 시사장마 또아 살마 애들 메시장 뼈래. 아나마가 장비아자 발로래 세질로. 애로 세질이 쇠 비싸다리요 거든요 리네 또 방비라이 봐요. 나 저는 저마가로 그 친구를 애리 땅에 친구 아직 잘 몰라요. 구쟁이 깡깡무띠바부 만난 지 되다가 얼마 안 됐거든요. 블라우마 마피데로 봐. 블라우마 마시데로 봐. 다소레 다음에 두 시사장마 애리 땅에 지금 또 떼이무띠유 소ပြောပြတယ်။အနောက်မှာအကြောင်းပြချက်သူဘာလို့မသိတာလဲဘလောက်မှမကြသေးတော့တွေ့တာဘလောက်မှမရှိသေးလို့ 네, 그래서 오늘 아주 피곤해 보이네요. 오늘 디네 아주 피곤해 보이네요. 비만이래 뻔히 말해. 네, 좀 피곤해요. 허게 내내 비만 말해. 어젯밤에 잠을 못 잤거든요. 저 어젯밤에 머니냐가 잠을 못 잤거든요. အိမ်မပြောခဲလို့အိမ်မပြောလို့ပါ။ဒါဆိုတဲ့အတိုင်းပဲသူအိမ်မပြောရတဲ့အကြောင်းရင်းကိုပြန်ပြောတယ်။အဲ့တော့ချက်တာရဲ့နောက်မှာခေါ်တင်ညောလေးကိုသူသုံးထားတာပါ။အဲ့လိုပဲရောဘုန်းတော်အရှိစာကြောင်းမှာတကူပြောခဲ့တယ်တကူမေးခဲ့တယ်သူတို့ရဲ့အကြောင်းပြချက်တွေရှင်းပြချက်တွေကိုပြန်ပြောရင်အဲ့ဒီ verb လေးနောက်မှာခေါ်တင်ညောလေးပဲကတ်သုံးလို့ရတယ်နော်။ရှင်းချက်မရှိဘူး verb 1ဖြစ်ဖြစ် verb 2ဖြစ်အကုန်ပေါင်းလို့ရပါတယ်နော်။네ဆိုရင်ဒါလေးနားလဲသွားပြီဆိုရင်တော့တချို့မွန်ဘောရုံစစ်လေးလုပ်ကြည့်ရပါနော်။ 또 발록하네. 거든요를 사용하여 이야기를 완성하십시오. 거든요리고 똥비러 사용야리고 비성하러 라이바. 에러 제가 두의 사바이리고 비양 피비면은 이마수인 또 사별에 빨간 모자는 저 빨간 저 아니야. 모자가 자로 옥토. 에러 아니야 옥토가로 다 발레서요. 뭐 저리 잉글레이도 코리아로 맞아로 또 사상 뽕미의 사상이 시에 저 코리아로 빨간 모자လို့ခေါ်တယ်အင်္ဂလိပ်မှာဆိုရင်ကျတော့ Red Riding Hood လို့ခေါ်တယ်နော်ကျွန်တော်ပြောရမယ်ဆိုအနီရောင်ခြုံနေတဲ့ကောင်မလေးလေနဲ့အဲ့ဒီတယောက်ကိုကျွန်တော်ကိုရီးယားမှာ빨간 모자လို့ခေါ်ပါတယ်နော်အဲ့တော့빨간 모자ကတော့တဲ့빵과 포도주를 들고 저 빠먹 포도주စပြည့်ဝိုင်ကိုပြောတာပါနော်အဲ့တော့ပါမုံနဲ့စပြည့်ဝိုင်လေးကို 들고 ယူသွားပြီးတော့ 할머니 댁에 갔어요အဖွားရဲ့အိမ်ကိုသွားခဲ့ပါတယ်엄마 심부름이었거든요. 저 엄마
အမေရှင်ပူတွင်ဆိုတာလက်တို့လက်တောင်ခိုင်းတာကိုပြောတာနော်အမေခိုင်းထားတာပေါ့သူရဲ့နောက်မှာ iota ဆိုတဲ့ verb လေးထည့်ပြီးတော့မှ continue ပေါင်းလိုက်တယ်အဲ့တော့အမေလက်တို့လက်တောင်ခိုင်းတာလို့ပါအဲ့လိုပြောလိုက်တာပါနော်နောက်늑대는ဆိုတော့늑대ဆိုတာကတော့ဝင်ပလွေကိုပြောတာပါနော်အဲ့တော့ဝင်ပလွေကတော့တဲ့빨간 모자에게 빨간 모자 씨고 어디에 갔냐고 물었어요. 배သွားမှာလဲလို့မေးခဲ့တယ်. 궁금했다. သိချင်ခဲ့တယ်ဆိုတဲ့ verb လေးကိုသုံးခိုင်းတယ်အဲ့တော့ကျွန်တော်သိချင်ခဲ့တာမလို့ပါသိချင်ခဲ့လို့အဲ့လိုလေးထည့်မှာမလို့ 궁금했다고 거든요နဲ့ပါ 궁금했거든요 သိချင်နေခဲ့လို့ပါ늑대는ဝင်ပလွေကတော့ 할머니 댁에 가서 아빠의အိမ်သွားပြီးတော့ 할머니를 잡아먹고 아빠하고 판사하비တော့ကျွန်တော် 잡다 판에 먹다 사래 အဲ့တော့ 판사래 လို့ပြန်လိုက်မယ်နော်အဲ့တော့ 아빠하고 판사하비တော့ 할머니 침대에 아빠의 그제마 누워 있었어요 လဲနေခဲ့ပါတယ်빨간 모자도 어디 누나가 어처니 까마리고래 잡아먹고 판사보 싶었다 칭케래 에러 고 싶다 소리 하리도 빵하이나 너 거든요네 에러 잡아먹고 싶었거든요. 판사진 켈로바 이렇게 표다면 나 빨간 모자를 어디 어처니까 말이고 잡아먹은 늑대는 판사 라이때 판사 겔에 원벨리가로 졸려서 앵아이 빌어 잠이 들었어요. 에이뼈다게 말해 배가 발가 불렀다 비케 이러 발피도 알로바 이러 저러 불렀거든요 발피도 알아 몰로 이러 သူ့ရဲ့ပုံမြင်လေးကတော့ဒီလိုပဲအဆုံးသတ်ထားတယ်เนาะနေရောပေါ့ကျွန်တော်ကိုဖတ်ထားတဲ့ပုံမြင်နဲ့တော့မတူဘူးเนาะသူကကြတော့ဖန်ဆားပြီးတော့အကုန်ဆုံးသတ်သွားတယ်เนาะဖိုက်ပြေးတာနဲ့မုံဘော့ကအဓိကဆိုတော့เนาะနေတော့ဒါကကြတော့ဒီကျွန်တော်ခေါ်တဲ့ညမုံဘော့လေးပါရောဘယ်လိုရမယ်လို့ထင်ပါတယ်เนาะဆိုလို့ရှိရင်ကျွန်တော်နောက်ထပ်တစ်ခုသွားကြည့်မယ်နောက်ထပ်တစ်ခုကကြတော့ခိုမိုက်ကိုရောမွန်ပေါ်လေးပါနော်သူကလည်းဒီကျွန်တော် verb ရဲ့နောက်မှာပဲလိုက်သုံးတယ်အထိပ္ပယ်ကြတော့တာပေါ့ဆိုတဲ့အထိပ္ပယ်လေးနဲ့ကျွန်တော်သုံးပါတယ်သူကဘယ်ချိန်မှာသုံးလဲဆိုရင်တစ်ဖက်လူရဲ့မေကွန်ဒါမှမဟုတ်ရင်ရှေ့စာကြောင်းကအကြောင်းအရာကိုထောက်ခံလိုက်တဲ့အခါမှာသုံးတယ်ဥပမာဖြစ်ကျွန်တော်မေးလို့ရတယ်လေတကယ်ဆိုမေးငါဒါလေးနဲ့လှလားငါဒီနေ့လှလားဆိုရင်သူကစွတ်ထောက်ခံကိုယ်စိတ်ဓာတ်မြင့်တယ်မေးလိုက်တယ်လှတာပေါ့အရန်လိုက်တာပေါ့အဲ့လိုပုံစံမျိုးနော်သူများမေးခွန်းမေးတာဖြစ်ဖြစ်ဒါမှမဟုတ်အကြောင်းအရာတခုပြောရင်ကျွန်တော်ထောက်ခံလိုက်တဲ့အခါမှာနောက်ကခိုမိုက်ကိုရောကတ်သုံးတယ်ကျွန်တော်ချင်းချက်မရှိဘူးဒီတိုင်းကတ်လိုက်အောင်မယ်နော်အဲ့တော့ဒီမှာဆိုရင်예를 들어ဥပမာကြည့်ကြည့်မယ်저에게 이 머리가 어울릴까요တဲ့저에게ဆိုကျမနဲ့ကျမတို့တဲ့이 머리가ဒီစပင်က 어울릴까요လိုက်ဖတ်နိုင်လားဆိုချင်ပါစွတ်ထောက်ခံလိုက်ပြီနော်어울리고 말고요လိုက်ဖတ်တာပေါ့လိုက်တာပေါ့ဆိုတော့어울리다ရဲ့နောက်မှာကို말고요လေးထည့်ပေးလိုက်မှာပါဆိုရင်ကျွန်တော်တို့လည်းဆော်မျိုးစာကြောင်းလေးနဲ့တွေ့ကြည့်မယ်နော်ရောပေါ့သူတို့ဘာတွေမေးဘာတွေပြောပြီးတော့ထောက်ခံချမလဲပထမဆုံးပေါ့한국이 그렇게 좋아요 한국이 코리아가 그렇게 좋아요အဲ့လောက်တောင်ကောင်းလားအဲ့လောက်ကြိုက်သလား좋고 말고요ကြိုက်တာပေါ့သဘောကျတာပေါ့한국말 한국 사람 코리아စကား코리아လူမျိုး한국 음식 코리아 사사 다 좋아요အားလုံးကောင်းတယ်အားလုံးကြိုက်ပါတယ်ဒါဆိုရင်သူထောက်ခံတာเนาะသူရဲ့မိကွန်အသေးအတန်ထောက်ခံလိုက်တာเนาะနောက်그 친구가အဲ့ဒီတယောက်ကအဲ့ဒီတငယ်ချင်းက그렇게 똑똑해요အဲ့ဒီလောက်တောင်မှညံကောင်းလား똑똑하고 말고요ညံအရန်ကောင်းတာပေါ့똑똑하다의နောက်မှာကို말고요ကလိုက်တယ်เนาะညံအရန်ကောင်းတာပေါ့모르는 것이 없다니까요ကျွန်တော်모르는 것이မသိတဲ့အရာက없다니까요မရှိပါဘူးဆိုပြောနေတာ तू မသိတာတခုမှမရှိဘူးအရန်ညံကောင်းတာလို့ပြောတာเนาะ지난번에 비계의 아카우가 빌려준ငါပေးလိုက်တဲ့책 사어 다 읽었어? 알롱 팩비도하비라 다 읽고 말고요 알롱 팩비도하비 뭐 저희 맞아요 읽다고 고 말고요 빨라이드너 알롱 팩비도하비 뭐 너무 재미있었어 아야 세운 사부 가운로 5번이나 읽었는걸요 나자이 나오마 팔라이바래 이거 청첩장이야. 이거 디아가 청첩장이야.
ဖိတ်စာပါမင်္ဂလာဆောင်ဖိတ်စာပါ내 결혼식에ငါမင်္ဂလာပွဲကို꼭 와줄 거지 제차ပေါ့လာပေးမယ်ဟုတ်အဲ့တော့ဟိုကပြန်ပြောတယ်그럼ဒါပေါ့가고 말고သွားမှာပေါ့လာရမှာပေါ့ကျွန်တော်ဒီမှာဆိုရင်တော့သူကဗန်းမိုက်တုံးကျင်တာဖြစ်တဲ့အတွက်ကြောင့်ယိုလေးဖြုတ်လိုက်တယ်နော်ကျွန်တော်အပေါ်မှာလဲအီယာတို့ခေါ်ကြည့်တို့ဒီတိုင်းသုံးထားတဲ့အတွက်ကြောင့်သူလဲယိုဖြုတ်လိုက်တယ်နော်그럼 가고 말고ဒါပေါ့သွားရမှာပေါ့네 결혼식에 네မင်္ဂလာဆောင်မှာ내가 빠지면 되겠니ငါမလာလို့ရမလားငါမပါလို့ရမလား네အဲ့တော့ဒါကကြတော့သူရဲ့မိကွန်းတွေကိုတချို့အကုန်လုံးထောက်ခံနေရပါနော်네အားဆိုရင်ဒါလေးလည်းရောက်သွားပြီဆိုရင်လေ့ကျင့်ခန်းသွားလို့ရအောင်သွားပါလောက်ခိုင်းလဲဆိုတော့대화를 완성하십시오တဲ့စကားပြောလေးကိုပြည့်စုံအောင်ဖြည့်ပါအဲ့တော့တချို့ကြည့်ကြည့်မယ်နော်နံပါတ်1 커피 좀 더 주실 수 있어요ကျွန်တော် 커피တဲ့좀နည်းနည်း더ပို့ပြီးတော့주실 수 있어요ပေးလို့ရသလားပြန်တော့ coffee နည်းနည်းထပ်ပေးလို့ရလားအဲ့တော့ကျွန်တော်ထောက်ခံလိုက်မယ်더 드리고 말고요ထပ်ပြီးတော့ပေးလို့ရတာပေါ့얼마든지 드세요ဘလောက်ပဲဖြစ်ဖြစ်သုံးဆောင်လိုက်ပါ네그 사람을အဲ့ဒီလူကို잘 아시지요ကောင်းကောင်းသိတယ်မလားအဲ့တော့ကျွန်တော်ထောက်ခံမယ်네ဟုတ်ကဲ့ကျွန်တော်ပြန်ပြောရင်ကောင်းကောင်းသိတာပေါ့ဟုတ်တယ်ဟုတ်ကျွန်တော်ဒီမှာဆိုရင် verb က아이다ကျွန်တော်ဒီမှာကျတော့အရှိရှိပေါင်းတာလို့သူကလက်သက်ဖြုတ်ထားတာเนาะဒါပေမဲ့မူရင်း verb ဖြစ်တဲ့아이다လေးကိုပြန်သုံးမယ်알고 말고요တီကိုတီတာပေါ့아주 좋은 사람이에요အရန်ကောင်းတဲ့လူပါ3번 지갑을 놓고 왔는데 제가 지갑과 뱃산액အဲ့တော့뱃산액ကို놓고ထားပြီးတော့왔는데 라케레 돈은 나중에 드려도 될까요? 뱃산가로 나중에 나오마 드려도 될까요? 빌로 야말라 두부산 입장에로 나오마 뱃산 빌로 야라 그럼요 다보အဲ့တော့ကျွန်တော်ပြန်ပြီးပြီးလို့ရတာပေါ့နောက်မှပြီးလို့ရတာပေါ့အဲ့လိုပြန်ဖြစ်မယ်နော်အဲ့တော့ထွဲကိုမိုက်ကိုရောရတာပေါ့ထွဲသားလေးကိုကိုမိုက်ကိုရောနဲ့ပြန်ပေါင်းလိုက်တယ်다음에 오실 때 주세요 다음에နောက်တစ်ခေါက်မှာ오실 때လာတဲ့ချိန်ကျရင်주세요ပေးပါ4번 사전을 놓고 와서 아비단 탑이 라게미로 그러는데 어디로 변이라 변화도 아비단 탑이 라게미로 잠깐 빌려주실 수 있어요? 카나라 마비로 야라버 야라 네အဲ့တော့ကျွန်တော်ပြန်ပြောရင်လေ야라 뭐အဲ့လိုပြန်ပြောမယ်နော်네 당연히 빌려주고 말고요တဲ့ကျွန်တော်네ဟုတ်ကဲ့တဲ့ကျွန်တော်당연히ဆိုတာတေချာပေါ့ချိန်သေးပေါ့빌려주고 말고요ငါပေးလို့ရတာပေါ့ငါပေးတာပေါ့네အဲ့တော့သူတို့ရဲ့မိကွန်းတွေကိုဒီလိုထောက်ခံပေးလိုက်ရပြီနော်ဒီ pattern လေးလည်းရောဘုံတို့ရလိမ့်မယ်ထင်ပါတယ်နော်အဲ့တော့ဒီမှာဆိုရင်ကျွန်တော် pattern က2ခုလေးတင်လိုက်ပါတယ်ရောဘုံတို့ရမယ်လို့မျှော်လင့်ပါတယ်နော်네 그러면 어휘도 끝나고 문법도 끝나니까 대화합시다 저로 대화 하자면 대화하자로 또 봐ပြောလဲဆိုတော့ဒီမှာသူတို့ကကျွန်တော်미용실ရောက်နေတယ်မှာနော်အလားပစ္စည်းရောက်နေသူဘာပြောလဲ 어떻게 해드릴까요 ဆိုတော့ 어떻게 ဘယ်လိုမျိုးတဲ့ 해드릴까요 လုပ်ပေးရမှာလဲသူကစပင်ပြင်ပေးမှာသူဘယ်လိုလုပ်ပေးရမလဲအဲ့တော့ပြင်ရင်လည်းသူကပြောတယ်짧게 잘라주세요 짧게တိုးလေး 잘라주세요 ညှက်ပေးလိုက်ပါ 앞머리가 자꾸 눈을 찌르거든요 ဆိုတော့ 앞머리 အရှိစပင်က자꾸ခဏ눈을မျက်လုံးကို 찌르거든요. 초미니로 봐.မျက်လုံး 쑤니로 봐. 염색도 해주시고요. 스빈 시소라리레 러비바.အဲ့တော့သူကစပင်ညက်မယ်ဟုတ်လေသူရဲ့ရှိစပင်ကမျက်လုံးကိုထိုးမိနေလို့ဒီမှာဆိုရင်အကြောင်းပြတာမို့လို့သူကခေါ်တဲ့ညော်လေးနဲ့ပြောပြလိုက်တယ်နော်နေပြီးတော့သူစပင်လည်းဆေးဆိုးချင်သေးတယ်အဲ့တော့ဟိုကပြန်မေးတယ်염색은 어떤 색으로 할까요? 염색은 스빈 시소라ကတော့어떤 색으로 별로အရောင်နဲ့ 할까요? လုပ်ပေးရမလဲ 요즘은 အခုတလောကတော့밝은 색이 저로 밝다ဆိုတာတောက်ပါလားအဲ့တော့တောက်ပါတဲ့အရောင်ဆိုတော့အရောင်တောက်လေးတွေကတဲ့ 유행인데요 လူကြိုက်များပါတယ်။သူကစပင်ဆေးဆိုမယ်ဆိုအရောင်ရွေးရမယ်လေ။အဲ့တော့ဘယ်အရောင်လဲအခုတလောတော့တခါလေသူက recommend ပေးလိုက်တယ်နော်။အရောင်တောက်တာလေးကလူကြိုက်များတဲ့နာမည်ကြီးတယ်။အဲ့တော့ဟိုကပြန်ပြောတယ်
저는 저마가로 항상 짙은 갈색으로 염색했는데 제가 찍다가 남마나 갈색가 안요야 에러 안요야 yinလို့제가ပြန်နိုင်မယ်နော်အဲ့တော့ 짙은 갈색으로 안요야 yin 입에 염색했는데 소개라 밝은 색도 어울릴까요? 떡발의 이야기고 라인나이 마말라 변화도 안 냈네 안요 냈네 리 안요 마마리 배 솔로 떡တဲ့ 이야기요 두네 라이라အဲ့တော့ဟိုကပြန်ပြောတယ် 그럼요 다 뭐 어울리고 말고요လိုက်ဖက်တာပေါ့ဒါဆိုရင်သူ့ရဲ့မိကုံသူကထောက်ပြလိုက်တာနော်လိုက်တာပေါ့အဲ့တော့ဟိုကလည်းသဘောကျသွားတယ် 그럼 밝은 색으로 해주세요ဒါဆိုလို့ရှိရင်တောက်တဲ့အရောင်လေးတွေဆိုးပေးလိုက်ပါအဲ့တော့ဒါကကြတော့သူတို့မီယုံရှင်းမှာသပင်ပြင်းတဲ့အကြောင်းကိုသူပြောရနော်သူကသပင်ညက်မဲ့ဘာလို့လဲအရှိသပင်ကသူမျက်လုံးထိုးမိနေလို့ပြီးတော့သူဆေးလဲဆိုမယ်အဲ့တော့ဆေးဆိုးတာနဲ့ပတ်သက်ပြီးတော့ဟိုကအယောင်မေးတယ်ခါယောင်ဆိုးမှလဲပြီးတော့ recommend လဲပေးလိုက်တယ်နော်အယောင်တက်တောက်တွေကလူကြိုက်များတယ်ဒါမဲ့ဟိုကကြတော့သူကအညိုရောင်အရင်မဲဆိုတာမလို့လိုက်မသိကြဘူးအဲ့တော့သူကခိုမိုင်းကိုပတ်တန်လေးကိုသုံးပြီးတော့ထောက်ခံပေးလိုက်တယ်နော်လိုက်တာပေါ့လိုက်ကိုလိုက်တယ်အဲ့တော့နောက်ဆုံးသူအယောင်နှုတ်ပဲဆိုဖြစ်သွားပါတယ်နော်네, 다자로 제가 이 한리의 성달리바. 여기마소인 제가 문버거 어위어 대화하고 미다비 여러분 원래 야리멜로 열리마이너. 네, 다솔로시 제가 나우타 비디오리 마베 변대자면어 디니들랑네베 성다야 수고하셨어요.